မင်္ဂလာပါမျိုးတို့ရေဖြုတ်ကို YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာမျိုးတို့ကျွန်တော်ဒီနေ့မှာတော့တပတ်စာပတ်တီးရဲ့ပရိတ်ကမွေးကလေးဆိုပြီးတော့ကျွန်တော်မျိုးတို့ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာအကောင်းဆုံးနေတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေး level like and subscribe လေးတွေပေးထားဖို့မမေ့ကြပါနဲ့ခင်ဗျာပြီးတော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့လည်းပဲအားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာဒီတစ်ပတ်မှာတော့ပတ်တီးအနေနဲ့ကတော့9နဲ့3ရက်အတွင်းမှာထွက်ပါမယ်ခင်ဗျာကောင်းဆုံးပရိတ်အနေနဲ့ကတော့4ပရိတ်ကိုကျွန်တော်ရွေးပေးထားပါတယ်ခင်ဗျာကဲမျိုးရေမွေးကလေးလေးကတော့ကျွန်တော်မျိုးကို16ချိန်နဲ့2ခွန်ချိန်အဓိကထားပေးရပါတယ်ဗျာတုံညာကကတ်မယ်ဆိုလို့ရှိရင်တော့ကနန်းလေး6ခွက်ရရှိမှာလည်းဖြစ်ပါတယ်ဗျာအဲဒါလေးကတော့ကျွန်တော်တို့3ရက်အတွင်းမှာမွေးထားပြီးတော့မျိုးတို့လူစလိုမွေးလို့ရပါတယ်ခင်ဗျာအားလုံးကျွန်တော်ရှိမှာတင်ဝင်ထားမယ်ဆိုလို့ရှိရင်တော့အထူးကတ်တွေလည်းရရှိနေပါတယ်เนาะဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့ပေါ်ပြပေးထားတဲ့အတိုင်းလေးပါပဲအားလုံးဆက်သွယ်လို့ရပါတယ်ခင်ဗျာတင်းကြီးအနေနဲ့ကတော့ကျွန်တော်တစ်ပတ်ကို1000ပဲယူထားပြီးပါတယ်เนาะတင်းကြီး1000မှာကျွန်တော်အထူးပတ်တီးတစ်လုံးပေးမယ်ပြီးလို့ရှိရင်ပရိတ်တစ်ခုမွေးကလေးကလည်းတစ်ခွက်တည်းပဲပြီးမှာဖြစ်ပါတယ်ဗျာဒီလိုအားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ